တရုတ်နိုင်ငံရဲ့ရေအားလျှပ်စစ်ဒုတိယအများဆုံးထုတ်လုပ်တဲ့ပြည်နယ်ကယူနန်ပြည်နယ်ပါထွက်သမျှစွမ်းအင်တွေကပိုရှန်လွန်းလို့အရှေ့ဘက်ပြည်နယ်တွေဖြစ်တဲ့ကွမ်တုံးပြည်နယ်၊ကွမ်ရှီပြည်နယ်၊ဗီယက်နမ်၊လာအိုနဲ့မြန်မာနိုင်ငံနယ်စပ်အချို့ကိုပါရောင်းပေးနေတဲ့ပြည်နယ်ပါဒါပေမဲ့တရုတ်ကမြန်မာနိုင်ငံကချင်ပြည်နယ်ကမြစ်ဆုံဆည်ကိုပြန်ဆကျင်တယ်လို့သတင်းတွေထွက်လာတိုင်းလူအများစုမေးလိမ့်ရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ယူနန်ပြည်နယ်ကလျှပ်စစ်လိုသေးလို့လားဆိုတာပါတကယ်တမ်းတော့လက်ရှိချိန်မှာယူနန်ပြည်နယ်ကတရုတ်နိုင်ငံရဲ့လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းအကောင်းဆုံးပြည်နယ်တွေကတစ်ခုဖြစ်နေပါပြီဒါဆိုရင်မြစ်ဆုံဆည်ကဘာအတွက်လိုနေသေးတာလဲအဲ့ဒီအဖြစ်အတွက်လွန်ခဲ့တဲ့15နှစ်လောက်ကိုပြန်ပြီးတော့တွက်ကြည့်ရအောင်ပါ2000ပြည့်နှစ်စောပိုင်းတွေမှာယူနန်ပြည်နယ်ကစက်မှုလုပ်ငန်းတွေအရှိန်မြင့်လာလို့လျှပ်စစ်မလုံလောက်တဲ့ပြဿနာကိုရင်ဆိုင်ခဲ့ရပါတယ်တရုတ်အစိုးရကလည်း West to East Power Transmission ဆိုတဲ့အနောက်ဘက်ကရေအားလျှပ်စစ်ကိုထုတ်ပြီးတော့အရှေ့ဘက်ကစက်မှုမျိုးကြီးတွေစီကိုပို့မယ်ဆိုတဲ့မဟာဗျူဟာကိုစတင်နေတဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒီမဟာဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့အေယာဝတီမြစ်ပေါ်ကမြစ်ဆုံဆည်ကိုတိစောက်ဖို့အဲ့ဒီအချိန်ကစီစဉ်ခဲ့ကြတာပါအဲ့ဒီအချိန်ကတော့မြစ်ဆုံဆည်ဟာယူနန်ရဲ့စွမ်းအင်အနာဂတ်အတွက်အရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့2017မှာတော့အရာအလုံးကပြောင်းလဲသွားပါတယ်မြန်မာအစိုးရကမြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းလိုက်တယ်လူတော်တော်များများကတရုတ်တော့ခတ်တွေ့တော့မှာပဲလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့တရုတ်ကမြစ်ဆုံကိုမဆောင်ပါဘူးယူနန်ကိုပဲပြောင်းလဲပြလိုက်ပါတယ်မြစ်ဆုံကိုစောင့်မဲ့အစားယူနန်မှာရှိနေတဲ့မြစ်ကြီးတွေဖြစ်တဲ့လန်ချန်းဆိုတဲ့မဲခေါင်မြစ်ထပ်ပိုင်းနဲ့ကျန်းရှာဆိုတဲ့နန်စီမြစ်ထပ်ပိုင်းတွေမှာရေအားလျှပ်စစ်စီမံကိန်းတွေကိုစက်တိုက်ဆောက်လုပ်လိုက်ပါတယ်ဒါတွေမကသေးဘူးအနာဂတ်ရဲ့ပြည်ပြင်းမဲ့စွမ်းအင်ဖြစ်တဲ့ဆိုလာနဲ့ဝင်းတာဘိုင်တွေကိုလည်းအရှိန်မြင့်ပြီးတော့တိုးချဲ့လိုက်ပါတယ်ဒီကရတဲ့လျှပ်စစ်စွမ်းအင်တွေနဲ့ယူနန်ပြည်နယ်ကိုစက်မှုမျိုးတော်ကြီးဖြစ်အောင်တည်ဆောက်ပြလိုက်ပါတယ်2025မှာတော့ယူနန်ရဲ့ Green Energy ဆိုတဲ့လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက150 ဂါဂါဝတ်အထိရောက်ရှိလာခဲ့ပါတယ်မဂါဝတ်နဲ့တွက်ရင်3,500,000မဂါဝတ်ထုတ်နိုင်တဲ့ပြည်နယ်ဖြစ်နေပါပြီထူးခြားတာကယူနန်ပြည်နယ်မှာတက်ဆင်ထားတဲ့လျှပ်စစ်ထုတ်တဲ့နီလန်90%ကျော်က renewable energy ဆိုတဲ့ကုန်ကမ်းမသွားမဲ့နီလန်တွေကိုသုံးထားတာပါဥပမာဆိုလာစွမ်းအင်လေစွမ်းအင်နဲ့ရေအားလျှပ်စစ်ဆိုတဲ့နီလန်တွေကိုသုံးထားတာပါအဲဒါကြောင့်စိတ်ဝင်စားစရာကယူနန်ကလျှပ်စစ်မလုံလောက်တော့တာမဟုတ်တော့ပါဘူးလျှပ်စစ်တွေများလွန်းလာတာဖြစ်ပါတယ်မိုးရာသီရောက်ရင်ရေအားလျှပ်စစ်အလွန်ကြုံထွက်လာတဲ့ grid တွေကမသိနိုင်တော့ဘူး2014ခုနှစ်တုန်းကဆိုရင်အသုံးမပြုနိုင်ပဲနဲ့လေလွင့်ဖြစ်သွားတဲ့ရေအားလျှပ်စစ်ပမာဏကယူနစ်သန်းပေါင်း2000အထိရှိခဲ့တယ်လို့ China Water Risk 2015သုတေသနစာတမ်းကဖော်ပြထားပါတယ်။မဂါဝတ်နဲ့တွက်လို့ရှိရင်2280မဂါဝတ်လောက်ထိရှိခဲ့ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့တရုတ်က Ultra High Voltage Direct Current လို့ခေါ်တဲ့ဘိုးအရှိန်မြင့်စီးဆင်းတဲ့စနစ်ကိုတိစောက်ပြီးတော့ယူနန်ကနေပိုရှန်နေတဲ့လျှပ်စစ်တွေကိုကွမ်တုံးကွမ်ရှီနဲ့ရှေ့ဘက်စက်မှုဒေသတွေစီကိုပို့လုပ်ခဲ့ပါတယ်။ Ultra High Voltage Direct Current ဆိုတဲ့နီလန်းကိုအတူချုပ်ပြီးတော့ပြောရရင်လျှပ်စစ်ရင်းမြစ်တွေစီကထွက်လာတဲ့ AC တွေကိုဒီတိုင်းမပို့ဘဲနဲ့ DC ပြောင်းပြီးတော့ခီးဝေးဝေးကိုတည်လိုက်ပါတယ်။လိုတဲ့မျိုးတွေကိုရောက်မှာ Convert Station တွေကနေ AC ပြောင်းပြီးတော့စက်ရုံတွေစီကိုပြန်ပို့တာပါ။ဒီနီလန်းကစွမ်းအင်အလေလွင့်ကိုအတော်လေးသက်သာစေခဲ့ပါတယ်။ယူနန်ကနောက်ထပ်ခြေလှမ်းတစ်ခုလည်းလှမ်းခဲ့ပါသေးတယ်။လျှပ်စစ်ဈေးသက်သာတဲ့အားသာချက်ကိုအသုံးချပြီးတော့ Green Aluminum နဲ့ Green Silicon စက်မှုလုပ်ငန်းတွေကိုအကြီးအကျယ်ဆွဲဆောင်ခဲ့ပါတယ်။ဒီနေ့မှာတော့အဲ့ဒီစက်မှုလုပ်ငန်းတွေကယူနန်ပြည်နယ်လျှပ်စစ်သုံးစွဲမှုရဲ့ 86.9% အထိရှိနေပါပြီ။ AI, Solar Panel, Semiconductor နဲ့ EV Kit မှာဒီစက်မှုလုပ်ငန်းတွေဟာပိုပြီးတော့အရေးပါလာနေပါတယ်။ဒါတွေကလက်ရှိယူနန်ပြည်နယ်ရဲ့လျှပ်စစ်ရယူသုံးစွဲနေတဲ့နီလန်းတွေနဲ့ပိုရှန်နေတဲ့လျှပ်စစ်တွေကိုဈေးနှုန်းလျှော့ချပေးပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကိုဆွဲဆောင်နေတဲ့အခြေအနေပါ။အဲ့ဒီတော့ကျွန်တော်တို့နိုင်ငံကချင်ပြည်နယ်မြစ်ဆုံဆည်ကရောယူနန်ပြည်နယ်အတွက်လျှပ်စစ်ထုတ်ဖို့ဆိုတာကထူးဆန်းမနေဘူးလားလက်ရှိအချိန်မှာတော့ယူနန်ရဲ့စွမ်းအင်လိုအပ်ချက်တစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင်မြစ်ဆုံဆည်ဟာမရှိလဲဖြစ်နေပါပြီယူနန်ပြည်နယ်ကကိုပိုင် renewable energy နဲ့ပဲလုံလောက်နေပြီးသားပါအဲ့ဒီတော့မြစ်ဆုံကယူနန်ရဲ့နေ့စဉ်လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့မရှိမဖြစ်စီမံကိန်းမဟုတ်တော့ပါဘူးဒါပေမဲ့တရုတ်ကဘာကြောင့်လက်မလျှော့သေးတာလဲအဖြေကတော့မြစ်ဆုံရဲ့တန်ဖိုးဟာလျှပ်စစ်တစ်ခုတည်းမဟုတ်တော့လို့ပါတရုတ်ကမြန်မာနိုင်ငံဟာအိန္ဒိယသမုဒ္ဒရာထွက်ပေါက် Belt and Road Initiative China Myanmar Economic Corridor နဲ့ဒေသတွင်းဩဇာလွှမ်းမိုးဖို့အတွက်
မဟာဗျူဟာမြောက်ရေးပါတဲ့နေရာတစ်ခုဖြစ်နေစေမှုလို့ပါဒါကြောင့်ဒီနေ့မြစ်ဆုံကိုကြည့်ရင်စွမ်းအင်စီမံကိန်းတစ်ခုတည်းနိုင်ငံရေးပထဝီနိုင်ငံရေးနဲ့ဒေသတွင်းမဟာဗျူဟာကိုကိုစားပြုတဲ့စီမံကိန်းတစ်ခုဖြစ်ပို့ပြီးတော့မြင်ရတော့မှာပါတနည်းအားဖြင့်မြစ်ဆုံရဲ့အရေးပါမှုကလျှက်စစ်တဲ့မဟာဗျူဟာဘက်ကိုရွှေ့သွားခဲ့ပါပြီဒါကြောင့်တရုတ်ကလျှက်စစ်လိုချင်လို့မြစ်ဆုံကိုလမ်းကြောင်းရှာတာဆိုတဲ့အတိတ်ကဇာတ်လမ်းတွေကိုချန်ထားခဲ့လို့ရပါပြီအားလုံးပဲအစားဆုံးနားထောင်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ပထဝီနိုင်ငံရေးအကြောင်းအရာတွေကိုဆက်ပြီးတော့တင်ဆက်ပေးတော့ပါဦးမယ်